ကောင်မလေးက Fiskit စီလေးကျင်နေတာပေါ့လေ့ကျင့်မှုရဲ့အဆုံးသက်ကိုရောက်လာချိန်ပေါ့သူကစီးထွက်သွားခဲ့တာပေါ့ရေတွေကခြေထောက်တစ်ချောင်းစီးကြလာတာပေါ့သူကအမေစုမကြောက်လို့အမေကိုကြည့်လိုက်တာပေါ့ဒါပေမဲ့အမေကသူစီးထွက်နေတာတောင်စကိတ်ဆက်စီခိုင်းလိမ့်မယ်ဆိုတာကိုသူမသိခဲ့ဘူးဘာလို့လဲဆိုတော့စကိတ်တင်တန်ကတနာရီကို$300တောင်ပေးရတာကိုကောင်မလေးကဆက်ပြီးလေ့ကျင့်နေရတာပေါ့တင်တန်းပြီးတော့အမေကသူ့ကိုသဘောကောင်းကောင်းနဲ့ဆုံးမစကားပြောခဲ့တယ်။ကောင်မလေးရဲ့အမေကစိတ်တူတတ်တဲ့သူဆိုတော့ကောင်မလေးကစကားနားမထောင်ရဲ့အခက်အိမ်ကိုနှင်ထုတ်ခုတ်လိုက်တာပေါ့။အမေနဲ့ဆိုရင်လည်းကောင်မလေးကအနေအေးနေတတ်တယ်။ကန်ကောင်းတာကကောင်မလေးရဲ့အဖေကတော့အရန်ခက်ထန်တဲ့သူတောထဲမှာအမဲလိုက်ဖို့သူ့ကိုခေါ်သွန်းတတ်တယ်။ကောင်မလေးကလည်းအမြဲတမ်းတော်ခဲ့လာပေါ့။ရုတ်တရက်အဖေကသူ့ကိုချစ်သေးလားဆိုပြီးမေးလိုက်တယ်။ဒီမေးခွန်းကအဖေရဲ့အစိတ်နှလုံးကိုထိမှန်သွားစေခဲ့တယ်။အဲ့ဒါနဲ့သူကကွာရှင်းပြီးမိသားစုကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်တာပေါ့။ဒါပေမဲ့ကောင်မလေးကသူ့အဖေသူ့ကိုထားခဲ့တာမျိုးမလိုချင်ဘူးလေ။သူထွက်သွားတော့မဲ့ဆုံးဖြတ်ချက်ကိုတားဆီးဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ဒီလိုပြုမှုမှုကအဖေကိုပြန်ရောက်လာအောင်မလုပ်နိုင်ခဲ့ဘူး။အဖေကတော့သူ့ကိုထားခဲ့ပြီးထွက်သွားခဲ့တာပေါ့။အဲ့ဒီနောက်ပိုင်းကစပြီးကောင်မလေးကသူ့ရဲ့အားအင်ဒီအကုန်လုံးကိုစကိတ်စီလေးချင်ရမှာမဲ့အသုံးပြုခဲ့တယ်